ya mukangi ah day be many de la busha e ma chu buka le ha ne lo be bo ha me go ri now one day I get a car be in green sea deep ya malekwa say that charging ma nay that chin ne to side chin la say cha ta get a la ne du yin kwa pi they don't pay look at you ba chang le say cha ta get a laဒီတစ်ချင်းကတော့ဟန်နီတာရဲ့တော့ကြည့်လိုက်မှာနော်။ဘာချင်းလဲမေ့သွားတယ်ခဏလေး။ဟန်နီတာရဲ့စိတ်ချပါဆိုတဲ့ချင်းဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကမိမအိမ်ရောက်နေရိုက်ကူးရေးပါတယ်အဲ့ဒါလေးမရှိဘူးပေါ့နော်။ဒါနဲ့ဖြစ်လို့လေးရိုက်ပြီးနေတာပေါ့နော်။အမှန်ကတော့တချင်းဆိုတယ်မိမရိုက်မယ်ဆိုအတင်းလာရိုက်လို့အားကြောင့်ဒီဟာလေးလုတ်ပေးလိုက်တာပေါ့နော်။ဒီကောင်က key A နဲ့key A ကိုကျွန်တော်တို့ကကာဘူကိုနှစ်ကွက်မှာခံထားပြီးတော့ကျွန်တော်ကြီးနဲ့တီးရပါတော့။ဒါတော့သူ့ intro လေးကလေးကဒီလိုဝင်လိုက်မယ်နော်။ဆိုလေအဲ့လိုပဲပထမမှာဒီsorry ဒီနှစ်ကြိုးနဲ့သုံးကြိုးကိုအရင်ပေါ့နော်အရင်ကုတ်လိုက်ပေါ့နော်ဟုတ်ပြီနော်ပြီးရင်လက်ကလေးနဲ့လေးလိုက်နော်ပြီးရင်နောက်တစ်ခါဒုတိယတစ်ခါကုတ်တဲ့အချိန်ကျတော့လက်သုံးချောင်းဖြစ်သွားမယ်တစ်ကြိုးရယ်နှစ်ကြိုးရယ်သုံးကြိုးရယ်ပထမတစ်ခါကုတ်တဲ့အချိန်မှာနှစ်ကြိုးရယ်သုံးကြိုးပါနော်အဲ့ဒီပထမဂျီကိုကုတ်ပြမယ်သုံးကြိုးဖြစ်သွားပြီပြီးတော့ B minor ပေါ့နော် B minor ကိုလက်တန်းလေးတက်လိုက်နော်အဲ့ဒါအတူတူပဲအဲ့ဒါလေပထမဟာကိုနှစ်ကြိုးပဲပြီးမယ်နောက်တစ်ခါကြိုက်ပြီးတော့မှသုံးကြိုးပြီးမယ်နော်ပြီးတော့ A minor သုံးကြိုးတီးရဲ့အချိန်ကျရင်ဒီလက်တန်းလေးထည့်လိုက်မယ်ပြီးတော့ဒီမှာနောက်တစ်ခုကဒီမှာအဲ့ကြောင့်နှစ်ခုသုံးကသုံးကြိုးလုံးတီးလို့ရတယ်နော်အစတတိတောင်နော်ဒီနေ့လေးတီးတောင်နော် sorry အဲ့ဒါကြောင့်ဝယ်နေအားနေတဲ့ခြားကြတော့ E minor ရောက်ပါ E minor 와자 발레 코러스처럼 G 띄워 띄워맨 어서 G 띄워맨 sorry E minor 뭐나 짜짜짜짜면나 세차타게랄라 sorry E minorနော်အမက GB ဘာလာဆို G လာပေါ့ဒီဆိုမဲ့G flat bass ကိုယူလိုက်တာပေါ့နော်G flat ဒါ G flat bass ကိုယူလိုက်တယ်လောကကြီးရဲ့ဘာကြောင့်လဲဘယ်လိုပြန်အောင်လဲဒါ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 
နောက်ဆိုလိုလေးကြည့်ကြမယ်ကျွန်တော်ဒီဒါသွားဆင်အောင်မယ်ရှိပါဆင်ပြီးရင်ပြန်တွေ့ကြပြန်ကြည့်ရကျွန်တော်အနေလေးပြန်တီးပြပါမယ်ဒီမှာဒီကောင်လေးတွန်းမယ်3ပါတွန်းမယ်ပြီးတီးပြီးတော့ပြန်လွှတ်ချမယ်နော်အဲ့လိုလေ sorry 3ပါနော်ရအောင်တွန်းမယ်ဒီမှာပြန်ကြည့်မယ်ပြဒီကနေအားလုံးပဲရကြပါရဲ့တင်ပါတယ်ကျေးဇူးတင်ပါတယ်